ကဲမိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဟိန်တက်ပါကျွန်တော်ဟိန်တက် YouTube Channel ကနေပြီးတော့ကျွန်တော်ရှင်းမိတ်ဆွေများအားလုံးကိုကြိုဆိုပါရခင်ဗျာเนาะအဲ့တော့ကျွန်တော်မိတ်ဆွေတို့ကိုကျွန်တော်ဒီနေ့တင်ပေးတဲ့ဒီဗီဒီယိုလေးကတော့ကျွန်တော်တို့ဒီနေ့အင်္ဂါနေ့ညနေ4:30အတွက်ဖြစ်ပါတယ်18ရက်နေ့3လ2026ရက်ညနေ4:30အတွက်ပေါ့နော်အဲ့တော့အပင်အရှိတွေကိုမကြိုက်နှစ်သက်တဲ့မိတ်ဆွေတွေပေါ့နော်အပင်အရှိတွေနဲ့ကျွန်တော်တို့မပေးတဲ့အတွက်ကျွန်တော်အပင်တိုလေးနဲ့ညနေကို2ကွက်လောက်ပေါ့နော်ကျွန်တော်တို့ထိုးတဲ့နဲ့ခဏလေး2ကွက်ရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးကိုကျွန်တော်ဟိန်ထက်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာနော်အဲ့တော့မိတ်ဆွေများတစ်ချက်လိုက်ကြည့်ပေးကြပါဗျနော်အဲ့တော့ကျွန်တော်ပြီးမှ3မိနစ်စိုက်ပြပေးမယ်အရင်ဆုံးဒီဘိုင်စိုက်နဲ့ဝိုင်ရှိန်စိုက်လေးအပီးပေးနေတဲ့ဟာလေးကိုကျွန်တော်ကြည့်လိုက်မယ်ပေါ့နော်6ပေါင်းရင်ကျွန်တော်တို့4ကို6နဲ့ပေါင်းမယ်6နဲ့ပေါင်းရင်2ကိုဒီက8နဲ့ပေါင်းမယ်2နဲ့8နဲ့ပေါင်းရင်ကျွန်တော်တို့3ညအဲ့ဒီ3ညဘိုင်ဒီ3ညဘိုင်ပေါ့3ညဘိုင်ဒီ3ည6မှာ3ည6လို့ထွက်တယ်เนาะအဲ့တော့9ပေါင်းရင်ကျွန်တော်တို့10ကိုဒီက4 3ညက4ထိပ်စီ9 4ပေါင်းရှင်းဒီ4ဖြစ်တဲ့အတွက်ကြောင့်4ဘိုင်နဲ့เนาะအဲ့ဒီ4ဘိုင်ဒီ9 4လို့ပြီးတယ်ပေါ့6ပေါင်းရင်2ကိုဒီက3ညနဲ့ပေါင်းတော့2ဘိုင်နဲ့2ဘိုင်ဒီမှာ2ဘိုင်ဒီ2လို့ထွက်တယ်ဗျာเนาะအဲ့တော့6 5ပေါင်းရင်6 1ပေါင်းရင်ခွန်ကို9နဲ့ပေါင်းရှင်းဒီလဲကျွန်တော်ဒီမှာဒီ2ဆိုတော့ဒီ2ကလည်းထပ်ပြီးတော့မြူးမလားပေါ့နော်2ဘိုင်ဆိုပြီးကျွန်တော်တို့တစ်ချက်တွေ့တယ်ပေါ့နော်အဲ့တော့ဒီမှာဒီ2ဘိုင်ဒီမှာတော့က3ညဘိုင်ကို3ည6လို့ရိုက်တယ်ဒီမှာ4ဘိုင်ကို9 4လို့ရိုက်တယ်ဒီမှာ2ဘိုင်ကို2ပူလို့ရိုက်တယ်ဒီမှာဒီကျွန်တော်တို့2ဘိုင်ကိုဘာလို့ရိုက်မလဲပေါ့တစ်ချက်စဉ်းစားတာပေါ့နော်အဲ့တော့နောက်ထပ်တစ်ခုကကျွန်တော်တို့ဒီနှစ်ပိုင်နဲ့တွဲထွက်လာနိုင်တဲ့ကီးလို့ပြောလို့ရတာပေါ့နော်အဲ့ဒီကီးဒီတဲ့ကျွန်တော်တို့6ပေါင်းရှင်းဒီနှစ်ကို9နဲ့ပေါင်းရင်ကျွန်တော်တို့ခွန်ပြနော်ခွန်ဆိုတော့ကျွန်တော်တို့ဒီခွန်ဆိုတော့ကျွန်တော်တို့ဒီခွန်ရဲ့ပါဝါဒီကျွန်တော်တို့ခွန်ရဲ့နှက်ခက်3ညခွန်နှစ်3ညကီးပေါ့ဗျာနော်ခွန်နှစ်3ညကီးအဲ့ဒီခွန်နှစ်3ညကို3ညဘိုင်ဆိုပြီး3ညကတော့တူသွားတဲ့အတွက်3ည6ပဲဆင်းသွားတယ်ဒီမှာတော့9ပေါင်းရင်9 4ပေါင်းရင်9ကို3ညနဲ့ပေါင်းတော့9ပါဝါ4 9နဲ့ခက်6 9 4 6ပေါ့9 4 6မှာ9 4လို့ထွက်တယ်ဒီမှာ6 3ည6ပေါင်းရင်ကျွန်တော်တို့နှစ်ရဲ့ပါဝါခွန်2ရဲ့နှက်ခက်4 2ခွန်4ဒီကျွန်တော်တို့ကီးဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီ2ခွန်4ဒီ2လို့ဆင်းတယ်ဗျာနော်ဒီမှာလဲကျွန်တော်တို့ကီးမတူတာဖြစ်တဲ့အတွက်ပေါ့နော်1 5ပေါင်းရှင်းဒီ6ကို4နဲ့ပေါင်း6နဲ့4နဲ့ပေါင်း3ညရဲ့ပါဝါ9 3ညနဲ့ခက်ခွန်3ည9ခွန်ဒီကျွန်တော်တို့ကီးဆိုပြီးတော့ရှိတယ်အဲ့တော့ကျွန်တော်တို့ဒီနားမှာကျွန်တော်တို့2 3ည2 5 2ခွန်ဆိုတဲ့ကဏ္ဍလေး3ခွက်တော့ရှိတယ်ပေါ့ဒီ3ခွက်နော်အဲ့တော့ကဏ္ဍ3ခွက်ရှိမယ်ဘာလို့ဒီကျွန်တော်3ည9ခွန်ကီးကိုကြိုက်လဲဆိုတာကိုအခုမှပြပေးမယ်နော်အခုမှပြပေးမယ်ဆိုတော့ကျွန်တော်ဒီမှာကြည့်ဒီကဏ္ဍ3လုံးပေါင်းရင်1 9ခွန်ပေါင်းရင်ကျွန်တော်တို့ခွန်ဖြစ်တယ်ခွန်နှက်ခတ်ဒီကျွန်တော်တို့ဒီ3ညဗျာခွန်3ညဒီကျွန်တော်တို့ထိတ်စီလို့ယူလို့ရတယ်ခွန်3ညထိတ်စီလို့ယူလိုက်တစ်ချက်ပေါ့နော်ခွန်3ညထိတ်စီလို့ယူလိုက်ပြီဆိုဒီမှာ84မှာခွန်ထိတ်စီဆိုပြီးဆင်းတယ်ဒီ3လုံးပေါင်းရှင်းခွန်3ညဖြစ်တဲ့အတွက်ကြောင့်ခွန်4ထွက်တယ်လို့ဒီ3လုံးပေါင်းရင်လဲကျွန်တော်တို့ခွန်6 4ပေါင်းရှင်းဒီလဲခွန်နှက်ခက်3ညဖြစ်တဲ့အတွက်ကြောင့်ဒီခွန်3ညဒီလဲထိတ်စီရမယ်ဆိုတော့ဒီမှာ3ည6လို့ထွက်တယ်သူရအောင်ပါနော်အဲ့တော့ဒီမှာလဲကျွန်တော်တို့ဒီ3ည9ခွန်9နှစ်ပေါင်းရင်လဲကျွန်တော်တို့ခွန်နှက်ခက်3ညဖြစ်တဲ့အတွက်ကြောင့်ခွန်3ညဒီထိတ်ဆိုတော့ဒီမှာလဲကျွန်တော်တို့ခွန်3ညဒီထိတ်လာနိုင်တယ်ကျွန်တော်ပြောတာနားလည်လားမသိအဲ့တော့3ည9ခွန်ကလည်းကျွန်တော်တို့ကီးအနေနဲ့ရှိနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီနေရာမှာဆိုရင်ကျွန်တော်တို့ပြောမယ်ဆိုရင်ခဏလေးနော်3ည2 9နှစ်ခွန်နှစ်ပေါ့နော်ဒါလေးကိုကျွန်တော်တို့ဒဲကိုတင်မဲ့အာကိုပပပေါ့နော်ကျွန်တော်တို့ထိတ်အနေနဲ့ကျွန်တော်တို့3ည9ခွန်ကိုထိတ်အနေနဲ့ကျွန်တော်ပို့ကြိုက်တဲ့အတွက်နှစ်ဘိုင်နဲ့တာကတ်မယ်ဆိုရင်3ည2 9နှစ်ခွန်နှစ်ဆိုပြီးတော့ကျွန်တော်တို့ထွက်နိုင်ရှိရပေါ့ဒီကနေ့3ခွက်เนาะတစ်ချက်အဲ့တော့ပြီးရင်ကျွန်တော်တို့ကဒီနေရာမှာကျွန်တော်တို့တခုစဉ်းစားမှာက break ဒီဘယ်လိုပေးနေလဲဆိုတော့ဒီမှာဗျာဒီ3လုံးပေါင်းရှင်းဒီကျွန်တော်သူ့အောက်မှာပေးနေတာ6နှစ်ပေါင်းရင်8ကို3နဲ့ပေါင်းရင်1ဖြစ်တဲ့အတွက်ကြောင့်ဒီမှာ1 break ဆိုပြီးခွန်4ဆိုပြီး1 break ထွက်တယ်เนาะဒီမှာလဲကျွန်တော်တို့
ဒီက6တစ်ပေါင်း10ကိုဒီက6နဲ့ပေါင်းရင်ဒီကနန်း3လုံးပေါင်းရှင်းဒီလဲ6ဖြစ်တဲ့အတွက်ကြောင့်6ဒီကျွန်တော်တို့3ည6ဆိုပြီး6 break ထွက်တယ်ဒီ3လုံးပေါင်းရှင်းကျွန်တော်တို့6နဲ့ပေါင်းရင်8ကို3နဲ့ပေါင်း8နဲ့3နဲ့ပေါင်း1ဖြစ်တဲ့အတွက်ကြောင့်ဒီ1 break ဒီမှာ1 break လို့ထွက်တယ်နော်ဒီ3လုံးပေါင်းရှင်းကို9နဲ့6နဲ့ပေါင်းရင်6ဖြစ်တဲ့အတွက်ကြောင့်ဒီမှာ6 break ထွက်တယ်နော်အဲ့တော့ဒီမှာဒီ9ရယ်6ရယ်ဒီ1ရယ်ပေါင်းတော့9နဲ့6နဲ့ပေါင်းရင်ဒီ1ကို1နဲ့ပေါင်းရင်2ဖြစ်တဲ့အတွက်ကြောင့်ဒီမှာဒီ2 break ဆိုပြီးသူကဆင်းရမယ်ပေါ့နော်2 break ဆိုပြီးဆင်းရမှာဖြစ်တဲ့အတွက်2 break ဆိုရင်ကျွန်တော်တို့3ည2တကွက်ပါနေတယ်ကျွန်တော်တို့ဒီခွန်3ညထိတ်တာလာမယ်ဆိုရင်85ဆိုပြီးတော့လဲကျွန်တော်တို့2 break ရှိမယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီဘာလို့လဲဆိုတော့ဒီမှာဒီ3လုံးပေါင်းရှင်းဒီ4ဒီ3လုံးပေါင်းရှင်းဒီ3ဒီ3လုံးပေါင်းရှင်း2ရမယ်ဆိုရင်ဒီမှာ6တစ်ပေါင်းရင်ခွန်5ထိတ်เนาะတစ်ချက်เนาะအဲ့တော့เนาะကျွန်တော်ရှာကြည့်လို့ရတာလေးတွေပေါ့ဗျာเนาะမိတ်ဆွေများအကြိုက်တူမှလည်းထိုးပါကျွန်တော်เนาะရှာလို့ရတာလေးတွေကိုကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်စီရနာနဲ့မျှဝေပေးတာပါเนาะအဲ့တော့ကျွန်တော် channel အသစ်ကလည်း channel အဟောင်းလေးရလဲဗျာကျွန်တော်မှာပြင်မ channel ကလည်းဟုတ်လားဘန်းခံတာကတော့သိရမလားဒီ channel အသစ်ကပဲကျွန်တော်တင်ပေးရတာပါနားလည်ပေးကြပါเนาะအဲ့တော့ဒီမှာ9ထိတ်ဆိုပြီးတော့တစ်ချက်ရှိမယ်ဒီမှာ3လုံးပေါင်းရင်ကျွန်တော်တို့3လုံးပေါင်းရင်3လုံးပေါင်းရင်2 2အဲ့လိုလာမယ်ဆိုရင်ကျွန်တော်တို့ဒီမှာ9ထိတ်ရှိမယ်တစ်ချက်ပေါ့နော်အဲ့တော့ညနေကိုကျွန်တော်ကမိတ်ဆွေတွေအတွက်ကိုဆိုရင်ကျွန်တော်တို့နောက်ထပ်တစ်ခွက်အနေနဲ့ဆိုရင်ကျွန်တော်50ခွန်ဆိုပြီး2 break တစ်ခွက်ထည့်ပေးရှင်တယ်နော်50တစ်ခွက်ထည့်ပေးရှင်တယ်အဲ့တော့နေ့တိုင်းပေါ့နော်နေ့တိုင်းအိုက်ရှာနေတဲ့မိတ်ဆွေတွေအတွက်ပေါ့နော်9ခွန်50 9ခွန်50အဖွဲဝင်တွေကတော့ကျွန်တော်ရဲ့ဒီမွေးအခွေကိုဖိပြီးတော့ညနေမှာကြောင်ပိတ်ရိုက်ပါเนาะဒါလေးပဲမှာရှင်တယ်အဲ့တော့ညနေဒီကျွန်တော်တို့3ည5ခွန်2ဆိုတဲ့အပီးခွေ3ည5ခွန်2 28ပေါ့နော်3ည5ခွန်28ဆိုတဲ့အပီးခွေလေးကတော့ကျွန်တော်ပေးရှင်တယ်ဗျเนาะညနေမှာအလုံးပဲအဆင်ပြေကြပါစေအဲ့တော့အဓိကတင်ထိုးရမယ့်ကဏ္ဍလေးတွေကတော့ဒီမှာ5ခွက်ပေါ့နော်3ည2 5ခွန်2ကျွန်တော်တို့5ခွန်3ည5ဆိုတဲ့ကဏ္ဍလေးကျွန်တော်တို့5ခွက်ရယ်ကျန်တာကတော့ဒီအခွေထဲကရန်လိုက်ပေါ့နော်ကျန်တဲ့အကွက်တွေကဘာတွေကျန်မလဲဆိုရင်ကျွန်တော်တို့3ည8ကျန်မယ်ဟုတ်လား3ည8ကျန်မယ်ဒီနားလေးမှရေးပေးမယ်3ည8ကျန်မယ်ပြီးရင်3ည8ကျန်မယ်ခဏလေး3ည8ကျန်မယ်ပြီးရင်ကျွန်တော်တို့ခွန်8ကျန်မယ်เนาะခွန်8ကျန်မယ်9 8ကျန်မှာပေါ့เนาะ9 8ကျန်မယ်ပြီးရင်2 8ကျန်မယ်เนาะ2 8ကျန်မယ်เนาะဒါလေးတွေတော့ရန်ရမယ်အကွက်လေးတွေပေါ့เนาะဒီအခွေထဲကเนาะအဲ့တော့အပူးထည့်ရအောင်မလားဆိုတော့အပူးတော့မထည့်ပါနဲ့တော့ဗျเนาะကျွန်တော်အပူးမကြိုက်တော့ဘူးเนาะအဲ့တော့အားလုံးပဲညနေမှာကန်ကောင်းကြပါစေအဲ့တော့ကျွန်တော်တို့တင်ထိုးရမယ့်အကွက်လေးတွေကိုကျွန်တော် main ကွက်အနေနဲ့ကျွန်တော်ရွေးပေးမယ် main ကွက်ဆိုရင်3ည2เนาะ5နှစ်ခွန်2เนาะခွန်2ပြီးရင်ကျွန်တော်တို့နောက်ထပ်5ခွန်50ပေါ့နော်အဲ့တော့ဒုတိယအနေနဲ့ဆိုရင်ကျွန်တော်တို့ဘာထိုးရမလဲဆိုရင်တော့ဒီမှာ3ည8အခွေကိုမခွေတတ်တဲ့သူတွေအတွက်ပေါ့နော်ခွန်8 2 8ဆိုပြီးတော့ကျွန်တော်တို့ထိုးပြပါဗျเนาะအားလုံးပဲအဲ့တော့ဒီကွက်လေးတွေကိုအဓိကအနေနဲ့ကျွန်တော်ဟိတဲ့ညနေမှာနေတိုင်းကဏ္ဍအနေနဲ့ကြိုက်ပါတယ်ဗျเนาะအဲ့တော့အားလုံးပဲအဆင်ပြေကြပါစေကျွန်တော်မိတ်ဆွေများအားလုံးပဲเนาะကျွန်တော်တွေ့တာမြင်တာလေးကတော့ကျွန်တော်ပြပေးတာတခြားဒီဘိုင်းထိတ်တွေအပိတ်တွေတော့တွေ့တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တော့တိတ်တော့မကြိုက်တော့ညနေကိုလေเนาะ3ည8ခွန်8 5 8တစ်ခွက်ကြံခဲ့တယ်5 8เนาะပြီးရင်4 6เนาะ4 6เนาะကဲအားလုံးပဲအဆင်ပြေကြပါစေလို့ကျွန်တော်ဟိတဲ့ဆူတောင်းပေးပါတယ်အားလုံးပဲဘိုင်ဘိုင်ပါเนาะ